လောက်ကောင်းမှန်းသိဘူးကျင်းဘာလဲစားနေဘိုက်စားတဲ့လားဘိုက်စားတယ်ဘိုက်စားတယ်ဆိုနောက်ပြီးကျမဘာရှိတယ်ဆိုတော့ကြည့်ကြတယ် okay let's go သွားလိုက်ပါတော့ကြအောင်သွားမယ်နော်တော့မယ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 ်ဟုတ်တယ်လားမကစီနေတော့ဟာလေတွေ့โอเคတော့ပဲလေဒါလေးအဲလားစိတ်ကြတယ်ဒီဟုတ်ပြီဒီမှာဒါလေးကိုအရင်တော့မှာပေါ့နော်တန်ပြပြီးလေလားမသိကြားပြီမနေ့ဆောက်လိုက်ရဟုတ်ပြီပြေးအောင်ဒီဟုတ်ပြီဟုတ်ပြီစတော်ဘယ်လေးကိုလုံးမယ်စတော်ဘယ်လေးကိုလုံးမယ်ဒီမှာအမလေးရွေးထွက်ကြကုန်โอเคလားဒီနှစ်ခုโอเคရပြီဟုတ်โอเคဒီထက်ရှိသေးတယ်သွားဝယ်လိုက်တာမဟုတ်သွားဝယ်လိုက်တာတန်ညာဒီနောက်တစ်လုံးဝယ်တယ်စတော်ဘယ်လေးနောက်တစ်လုံးဝယ်သွားဝယ်လိုက်တာတော့ဟိုဒီတစ်ခုထဲဟုတ်ဒီနောက်တစ်ခုထဲနှစ်ခုပေါင်းလုံးမှာပေါ့နော်ဘာရအောင်ရလဲဆိုလို့ရေမလေးအစိမ်းရောက်တော့အစိမ်းရောက်ရဟုတ်ပြီရမိဖို့တော့မှတော့ထားလိုက်ရတာကစီနဲ့ဒီနှစ်ခုကိုကြောက်ဒီပေါ်ဒီလိုက်ကဒါကစီနဲ့ပဲရာလက်ကြီးကစီတော့ခုစားမယ်ဆိုတော့ကစီနဲ့ကိုနှစ်ချောင်းနဲ့လိုက်ဆက်ကြပါโอเคโอเคချောင်းယူပါစားကြည့်ရောစားတယ်ဒီဘာရှိတယ်လို့ဒါပဲလားနှစ်ချောင်းယူလိုက်မယ်ဒါโอเคโอเคဟုတ်ပြီโอเคဒါလေးပြထည့်လိုက်ဒီထားဒီနေ့လေးရပြီဒီပေါ်လေးထည့်ထားလိုက်မယ်ဟုတ်ပြီနောက်ဖေးကြပါတော့မှုလိုက်ပါရှိသေးတယ်အဲ့ဒါဘာလဲယူဒက်ဟိုကောင်းစားမှုလိုက်တင်နေအဲ့ဒါတော့လည်းတန်းကြတယ်ကောင်းစားမှုလိုက်တင်နေဟုတ်ပြီ let's go အဲ့စားဒီနာမကြကောင်းစားပါခင်းရလေးပါလားစစ်စရာခင်းရလေးပါလားကြော်ရိုင်းမလို့ကြော်တယ်ခင်းရတိတ်ကလေးခွာလိုက်တော့လားခင်းရတိတ်ကလေးအဲ့ဒီဘာကဒီမှာယူတယ်တန်းကြားနေရဟုတ်ပြီခွာမယ်ခဏလေးစောက်ပေးမယ်ဟုတ်ပြီဆောင်းဆုံးတော့ငါအနေထောက်မလို့ဒီဘာနေဦးနိုင်တန်ညာသေးရလို့ထိုင်ထားနေဟုတ်ပြီအဲ့ဒါတ
အစိမ်းရောက်ခရင်ရခေါင်းရစိမ်းရောက်ခရင်ကြားပြီလားအရင်နဲ့စားမှဟုတ်တယ် spicy မဟုတ်တော့ဟိုဟာချင်းဆက်ချင်းချိုလားလို့ချင်းချိုချင်းဟုတ်ပြီရေပြုတ်မယ်ရေနဲ့ညောင်းမယ်ဟုတ်ပြီရေနဲ့စားမပြီးရေနဲ့စားမယ်ရေနဲ့စားတာမယ်ရေနဲ့ထည့်ပြုတ်ထားမယ်ထည့်ပြုတ်ထားပါမယ်ရှင်ခဏလောက်စောက်ပေးပါရှင်တော့ရေတုံးနဲ့နေရာပြထားရပါတော့ spicy လို့လောက်စားခြင်းလို့ရေတုံးနဲ့နေရာပြထားရပါတော့ထားပါတော့ဟိုဒီလေးလောက်စားမယ်ပြုတ်တာဆောက်လိုက်မှာပေါ့နော်နားလေးပါရှင်ပြုတ်တာဆောက်လိုက်ပါအောင်ရှင်ဒီစားနေပါအဲ့လိုမောက်ပါဘူး wait for the one ပတ်ကြဝဒီဒီထကြမှာချိုးလို့ဒီထကြမှာချိုးโอเคလိုက်ဒီမနူးတယ်โอเคလိုက်ဒီတေချာလေးလောက်ထားအောင်ချောပါတယ်ခေစာပလာထဲလို့ရပြီပေါ့နော်ဒီလိုတော့ပြီးသွားတယ်ဒါလေးပဲအိမ်မှာရှိရဲ့အစာပလာဝက်ဥကြောင်ပေါ့နော်ဝက်ဥကြောင်လို့ဝက်ထားစားလိုက်အလုံးစားကြပါအောင်ရှင်စားကြပါအောင်စားမယ်စားကြပါအောင်ထားမယ်ခဏလေးပေါ့နော်ကောင်းနေဦးကြောင်စားမယ်Anh công nè, anh công đi. Nhà sao? Anh sẽ vào đi xa chị nữa nó vì ta đi xa chị bạn lắm. Nó đi theo chị lù đi xa đây quá. Anh sẽ vào hoài. Giá tài dòng cao sẽ nhờ cho cái nhau được con này cái nhau đi con nè cái nhau này sẽ nhờ vô xài của con này vô xài này nhái ở lộ chi sao này thế thả con mà nên nè nhái về nó nhái về nên đi về nên đi mổ nhái về thả con xỉu rồi thả xỉu gì đấy xỉu xa này Làm gì nữa anh siêu anh giống một chồng mà thế nên cha bằng tiền mà nhìn cha mà thì thấy giàu gì mày nhìn giàu thế này đi mà thấy giàu gì đứa nó anh lùi cái này thế sao lại cái này cái này được hả cái này tôi sai chưa bây giờ cái này thèm nó xả rồi mà thèm xả rồi thèm tàu rồi xin ra lại thèm lại xin ra bị thèm lại được gì rồi dạ phải là từ từ cái gì muối bé sao rồi dạ coi dầu nhà bám qua đó so nè nó cái dầu nè mụ thì nè video dầu này rồi dầu nè biểu nó thì cái dầu nè mà chèn nè ok của dầu mà phải hàm vô đồ mà tập hồ thà là
ကျော်မယ်ကျော်သွားပြီထည့်လိုက်တော့ဆက်စီစီအားကြီးထမင်းကိုရမှာလေထမင်းမျိုးထမင်းပေါ့နော်ဘယ်လိုပြမလဲတက်လို့ထမင်းစားဘယ်လိုပြမဟုတ်လို့ထမင်းမျိုးပေါ့နော်တကယ်ကိုပါကိုစမ်းနေတဲ့ထမင်းမျိုးမဟုတ်ဘူးကွာမဟုတ်ထမင်းမျိုးအဲ့လိုဟာပေါ့နော်အိုးတော့ကြည့်မှာဒီမတေးချအားမမြင်အောင်တင်နေချာကြည့်ပါအဲ့လိုပုံစံဖြစ်ချင်ပေါ့နော်အဲ့အရှိနေရိုးလိုက်တာအိုးအရင်မွေလိုက်တော့အဝါရောက်ကြီးကြီးရတော့ကြည့်ပြီးရဝေးဆက်ကြည့်လို့တော့ပါအဖက်တွေပဲစားလိုက်တယ်အေးရမှာတော့အေးပုံစံပြကြည့်လို့အဲ့ဟာနဲ့ရိုးလိုက်တော့လေရန်ကြီးထက်ဖြစ်သွားတယ်မွေးနေရပြချင်တာဒီချာကြည့်ရင်လည်းမွေးပြမယ်ဘာဒီတော့ညထက်ကြီးဖြစ်သွားတယ်ဒီကညထက်ကြီးဖြစ်တာမွေးလိုက်တယ်ဒီညထက်ကြီးဖြစ်တာမွေးပြမယ်ဒီလားညထက်ကြီးရောင်းနေတယ်ကလို့ကဝယ်ပုံစံပါပဲအဲ့ဒီမဲ့အဖက်ကတော်တော်ကောင်းတယ်ဒီလားဆက်ကြည့်တော့ကြည့်ကစီးနေလေးစားတော့မယ်ပေါ့နော်စားလေးဖိလိုက်တာပေါ့ကစီးနေလေးပါတကြားလေးဖိလိုက်တာပါတကြားဆက်ကြည့်နေလိုက်ပါအောင်မရှင်းcao mà cao không xin thì sao nhỉ đi khả nào xong bè Bèo mày Dần tỏa bì Nó lại giang con thì nó trên đi đỏ giang của con Sao tốn mới đi đọc rồi Alo, quay đông mà mày Giang chào bà bye. Alo, bye bye guys